ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာ Anime Channel နဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်အခုလာရောက်တင်ဆက်ပေးနေတာကတော့ကျွန်တော်ဒီငလင်းနေလောက်တဲ့အခါမှာကျွန်တော်ဒီငလင်းမလောက်ခင်မိတ်ဆွေတို့ရဲ့ဖုန်းကိုအတိပေးနိုင်တဲ့ခလုတ်ကလေးပေါ့နော်အဲ့ခလုတ်ကလေးကိုကျွန်တော်တို့က setting ထဲမှာဖွင့်ပေးထားမှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ဖုန်းတိုင်းလုပ်လို့ရပါတယ်နော်ခုလိုမျိုးလေးဖွင့်ထားရမယ်ဆိုလို့ရှိရင်ဒါမိတ်ဆွေတို့အနေနဲ့ငလင်းမလောက်ခင်ဒါဖုန်းကနေအတိပေးလို့ရှိရင်ဒါမိတ်ဆွေတို့အနေနဲ့ကြိုပြီးတော့ဗောနော်လွှဲရကြောရကိုပြေးလို့ရတယ်ဗောနော်ဒါကြောင့်မလို့ကျွန်တော်စီစဉ်လေးမတင်ဆက်ကလေးမှာကျွန်တော်ရဲ့ channel လေးကိုအမြဲတမ်း update နေတဲ့ကျွန်တော်ရဲ့မယောင်မေးတင်မိတ်ဆွေများလုံးကိုထူပါကျေးဇူးတင်ရှိပါတယ်ကျွန်တော်ရဲ့ channel လေးကို subscribe နဲ့ရတဲ့ subscribe နဲ့ပြီးတော့ဘေးနားခေါင်းလောင်းလေးပေါ်လိုက်ခေါင်းလောင်းလေးပါတီးတဲ့ကြကိုတောင်းဆိုချင်ပါတယ်ခင်ဗျာဟုတ်ကဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာအရင်ဦးဆုံးကျွန်တော်တို့ကဒီမြန်မာနိုင်ငံမှာအများဆုံးသုံးတဲ့ Redmi တို့ Xiaomi တို့ဗောနော်အဲ့လိုဖုန်းမျိုးတွေမှာပါတဲ့ပုံစံမျိုးကိုကျွန်တော်ပြပေးပါမယ်เนาะဒါကတော့ကျွန်တော်ဖုန်းကတော့ Oppo ဖုန်းဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်ဒီမှာပုံလေးတွေရိုက်ထားပါတယ်เนาะဒီမှာပေါ့เนาะကျွန်တော်တို့ဒီလိုမျိုး EAR လို့ရိုက်လိုက်တာနဲ့ကျွန်တော်ဒီမှာပေါ်လာပါလိမ့်မယ်အပေါ်မှာပေါ့เนาะခေါင်းလောင်းပုံစံလေးနဲ့ပေါ့เนาะအဲ့နေရာလေးကိုကျွန်တော်တို့နှိပ်လိုက်ပါနှိပ်လိုက်တာနဲ့ကျွန်တော်တို့ကဒါ setting ထဲမှာပေါ့เนาะ setting ထဲမှာလောက်အောင်ပါဒီ setting ရဲ့ server မှာခုလိုမျိုးရေးလိုက်ပေါ့เนาะအဲ့လိုမျိုးပေါ်လာရင်ဒီမှာနံပါတ်1ကျွန်တော်တို့ကဒီနေရာမှာemergency location service ဆိုတဲ့နေရာလေးကိုနှိပ်ပြီးတော့ဒါကျွန်တော်တို့ဖွင့်ပေးရမှာဖြစ်ပါတယ်เนาะပြီးလို့ရှိရင်ဒီမှာလည်းကျွန်တော်တို့ကနှိပ်လိုက်လို့ရှိရင်ဒီလိုရောက်သွားမယ်ရောက်လို့ရှိရင်ဒါလေးကိုဖွင့်ပေးလိုက်ပြီးဒီအောက်က turn on location ဆိုတာကိုဖွင့်ပေးလိုက်ဒါဆိုလို့ရှိရင် Xiaomi တို့ Redmi တို့ဖုန်းတွေရပြီပေါ့เนาะခုလိုမျိုးနှိပ်ပေးထားမှဆိုရင်ဒါမိတ်ဆွေတို့ငရင်လောက်တော့မယ်ဆိုတာနဲ့တော့အတန်ပေးလာမှာပေါ့เนาะအတန်အကျယ်ကြီးပေါ့เนาะဒါကတော့ Xiaomi တို့ Redmi တို့ပေါ့เนาะအခြားတရုတ်ဖုန်းတွေအတွက်ပေါ့เนาะဒါကျွန်တော်အခုပြမှာတော့ဒီမှာ Oppo ဖုန်းပေါ့နော် Oppo ဒါထိုင်းရထုတ်တဲ့ Oppo ဖုန်းတွေပေါ့နော် Oppo ဖုန်းတွေတော့ဒီမှာကျွန်တော်တို့ဒီမှာ setting ထဲကိုသွားလိုက်ပါမယ် Oppo တို့ Vivo တို့အခြားသောဖုန်းတွေပေါ့နော်မျိုးစုံပေါ့နော်ဒါကျွန်တော် setting ထဲမှာတော့နည်းနည်းတော့ကွဲပြားတယ်ပေါ့နော်ဒါပေမဲ့ဖုန်းတိုင်းလုပ်လို့ရတယ်ပေါ့နော်ကျွန်တော်ဒီမှာ Oppo ဖုန်းရောက်ပြီဆိုရင်ဒီမှာကျွန်တော် setting ထဲမှာခုနကတော့ပဲ Xiaomi တို့ Redmi တို့ဖုန်းတို့လိုပဲဒီပေါ်မှာ search bar လေးမှာနှိပ်ပြီးတော့ကျွန်တော်ဒီမှာစာလေးတစ်ခုရေးလိုက်ပါမယ်နော်မှာပေါ့နော် EARTH ပေါ့နော်ခုလိုမျိုးရေးပြီးကျွန်တော်ဒီအောက်မှာမှန်ဘူးလေးကိုနှိပ်လိုက်ပါနော်ဒါခဏလေးစောင့်ပေးပါနော်ခဏလေးစောင့်ပြီးလို့ရှိရင်ဒီမှာရှာနေပေါ့နော်ခဏလေးစောင့်ပြီးဒီနေရာမှာဒီမှာခုလိုမျိုးစာတန်းလေးပေါ်လာမယ်ပေါ့နော်စာတန်းလေးပေါ်လာရင်ဒီနေရာလေးကိုနှိပ်လိုက်ပါနော်နှိပ်လိုက်ရင်ကျွန်တော်ဒီမှာဒီနေရာလေးမှာကျွန်တော်ဒီမှာပေါ့နော်အပေါ်ဆုံးမှာခလုတ်ကလေးတစ်ခုရှိပါရပေါ့နော်အဲ့ခလုတ်ကလေးကိုကျွန်တော်တို့ဖွင့်ပေးလိုက်ရင်ခုလိုမျိုးလေးဖြစ်သွားမယ်ပြီးလို့ရှိရင်ကျွန်တော်ဒီအောက်မှာကျွန်တော်တို့ဒီမှာ CN Demon ပေါ့နော်ဒီနေရာလေးမှာဆိုရင်ကျွန်တော်ခုလိုမျိုးအတန်ပိုးလာမှာဖြစ်ပါနော်ခုလိုမျိုးအတန်ကြားရင်မိတ်ဆွေတို့တွေကပြေးပါတော့နော်ပြီးကျွန်တော်တို့က location ကိုလည်းဖွင့်ပေးထားမှာပေါ့နော်ခုလိုမျိုး location လေးဖွင့်ပေးထားမှာဖြစ်ပါတယ်နော် location ပိတ်ထားလို့မရပါဘူးနော်ဒါ location ဖွင့်ပြီးတော့ခုလိုမျိုးလေးထားတာပါထားတိုင်းငရင်လောက်ခံနေဆိုရင်ခုလိုမျိုးခုနလိုမျိုးအတန်ပို့လာပါလိမ့်မယ်နော်အဲ့ဒါဆိုရင်မိတ်ဆွေတို့အနေနဲ့ဒါကျူပြီးတော့လွှဲရကြောအောင်ပြေးလို့ရတာပေါ့နော်ဒါကတော့လူတိုင်းအတွက်အသုံးဝင်မှာဖြစ်ပါတယ်မိတ်ဆွေတို့အနေနဲ့လည်းပဲတခြားလူတွေမသိသေးတဲ့လူတွေသိအောင်ဝိုင်းဝန်းပြီးတော့ share ပေးကြပါနော်ကျွန်တော်ဗီဒီယိုလေးဟုတ်ကဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်ဗီဒီယိုလေးကမိတ်ဆွေတို့ကိုကြိုးရှိတဲ့ပူးသူရရဆိုလို့ရှိရင် subscribe နှိပ်ပြီးတော့ခေါင်းလောင်းလေးပါတိကျကြဖို့တောင်းဆိုချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ